မှာဆိုဆက်ကြည့်ရမယ်နောက်ဆုံးပိုင်းက diffraction of light လို့ခေါ်တယ်ဒါကတော့အလင်းကွေးခြင်းပေါ့အရှိမတော့အလင်း line ထပ်တဲ့ပုံစံလေးနဲ့ပတ်သက်ပြီးတော့ရှင်းပြပြီးပါပြီဒီတစ်ခါတော့ဆိုတော့အလင်းကွေးတာနဲ့ပတ်သက်ပြီးတော့ဆက်လေ့လာမယ် diffraction is defined as a bending of waves line တွေကွေးတာကိုပြောတာဒီအခန်းမှာတော့အလင်း line တွေကွေးတာကိုပြောတာဘယ်နေရာမှာကွေးလဲဆိုတော့ around the corners of an obstacle ဆိုတာဆိုတော့ဒီထိတ်ကနေပိတ်ထားတဲ့အတားအဆီးပေါ့အဲ့လိုမျိုးအတားအဆီးခဲ့ဆိုတော့ corner ထောင်လေးတွေပေါ့ပတ်လေထောင်လေး around ဆိုတော့ဘေးဘက်ပတ်လေထောင်ပေါ့အဲ့တော့အတားအဆီးတစ်ခုရဆိုတော့ပတ်လေထောင်နေအနီးမှာဒါမှမဟုတ်ရင် through an aperture into the region of geometrical shadow of the obstacle or aperture အဲ့ဒီအပေါက်သို့မဟုတ် obstacle တစ်ခုရဆိုတော့ geometrical shadow ဆိုတာကအရိပ်ကျတဲ့ဘက်ကိုဘာဖြစ်တာလဲဆိုတော့အလင်းကွေးသွားတာဒါကိုဆိုတော့အလင်း line တွေကွေးတယ်လို့ခေါ်တယ်ဟုတ်ပြီနော်အတားဆီးရဲ့အရိပ်နယ်နိမိတ်စီကိုဆိုတော့အလင်း line ကွေးတာကို diffraction လို့ခေါ်တယ်ဒီမှာဆိုတော့အပေါက်လေးရှိတယ်ဒီအမဲရောင်ဒီမှာဒီကြားထဲမှာဆိုတော့အပေါက်လေးရှိတယ်အဲ့တော့အလင်း line တစ်ခုကဆိုတော့ဒီကို obstacle ကိုလာပြီးတော့ထိတဲ့အခါမှာဆိုတော့အပေါ်ဘက်ကောအောက်ဘက်ကောကွေးတယ်ဒါဆိုရင်ဆိုတော့ဒီနေရာမှာကွေးွားတဲ့ direction ကဘယ်ဘက်ကိုကွေးွားလဲဆိုတော့အခုတက်သွားလို့ရတဲ့နေရာကဒါကအရိပ်ကျတဲ့နေရာမဟုတ်ဘူးဒါကအလင်းရှိတဲ့နေရာအဲ့တော့အလင်း line ကဆိုတော့ဘယ်ဘက်ကွေးလဲဆိုတော့ဒီဘက်ချမ်းမှာရှိတဲ့ shadow region ဘက်ကိုကွေးသွားတာအပေါ်မှာလည်း shadow region ဘက်ကိုကွေးတယ်ဆိုလိုချင်တာကဆိုတော့အရိပ်ကျနေတယ်ဆိုတော့ data ဘက်ကိုအလင်း line ကကွေးသွားတယ်ဒီအောက်ကပုံမှာဆိုပို့ပြီးတော့သိတာတယ်အပြန်အောင်အလင်း line လေးတွေလာတယ် obstacle ဒါမှမဟုတ်ရင် aperture တစ်ခုကိုဖြတ်တယ်ဒါကအရိပ်ရှိတဲ့နေရာဆိုလိုချင်တာကဒီဘက်ချမ်းကနေကြည့်ရင်ဒီနားလေးကိုမမြင်ရဘူးလို့ပြောတာဒါကသူ့ရဲ့အရေးရှိတဲ့နေရာဟုတ်ပြီနော်အဲ့တော့တကားပေါက်တစ်ခုကိုဆရာတို့ကလမ်းကြည့်လိုက်မယ်ဆိုရင်တကားပေါက်တက်မှာရှိတဲ့ဒီဘက်ချမ်းကိုပဲဆရာတို့ကမြင်ရတယ်ကွယ်နေတဲ့နေရာတွေကိုမမြင်ရအောင်အဲ့လွယ်တကူပြောရင်ကွယ်ပြီးတော့အရေးကျနေတဲ့နေရာဘက်ကိုအလင်း line ကကွေးသွားတာဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့ဘယ်လောက်ထိကွေးလိုက်လဲဆိုတာဒီအပေါက်ကရဲ့အကျယ်ဘယ်လောက်ရှိလဲပုံမှာမူတည်တယ်အများကြီးကွေးလားနည်းနည်းပဲကွေးလားဒီဘောက်ကဘယ်လောက်ကျယ်လဲပုံမှာသူကမူတည်တယ်ဒီမှာဆိုလဲ shadow region ကိုတေချာပြပေးထားတယ်တက်လာတယ်ဒီဘက်ချမ်းကမမြင်ရတဲ့ region ဒါကို shadow region လို့ခေါ်တယ်မမြင်ရတဲ့ region ဘက်ကိုအလင်း line ကွေးသွားတာတက်မသွားတော့ဘဲနဲ့ကွေးသွားတာဟုတ်ပြီနော်တကယ်လို့ shadow ဒီက obstacle လေးရဆိုတော့အခုလိုမျိုးအပါချမဟုတ်ဘဲနဲ့အလယ်တက်မှာဆိုတော့အတုံးလေးဖြစ်နေခဲ့မယ်ဆိုရင်လေတက်သွားတယ်ဒီအလယ်မှာကဆိုတော့ဒါ shadow region ဆိုလိုချင်တာကဒီဘက်ချမ်းကကြည့်ရင်ဒီနောက်ကိုမမြင်ရအောင်အဲ့လိုမမြင်ရတဲ့ region ဘက်ကိုအလင်း line ကနည်းနည်းလေးစီကွေးသွားတယ်ဘယ်လောက်ထိကွေးလဲဆိုတော့ဒီအတုံးလေးရဲ့ဆိုတော့ဒါဘယ်လောက်ထိအထူရှိလဲပုံမှာမူတည်တယ်ဒီတုံးလေးဘယ်လောက်ထိဆိုတော့ဒီအကျယ်ရှိလဲပုံမှာမူတည်ပြီးတော့ shadow region စီကိုအလင်း line ဘယ်လောက်ကွေးသွားလဲဆိုတာကိုတိုင်းတာနိုင်တယ်ဒါကြောင့်သူပြောထားတဲ့ဟာကအတားအဆီးတစ်ခုရဲ့တောင်းနေအနီးမှာသို့မဟုတ်အတားအဆီးရဲ့အရိပ်ရှိတဲ့နယ်နိမိတ်ကိုအပေါက်တစ်ခုကိုဖြတ်ပြီးတော့ line တွေကွေးတာကို diffraction လို့ခေါ်တယ်ဒါဆို the amount of bending depends on the wavelength အဲ့တော့ကွေးွားတဲ့ပမာဏကဘယ်ပုံမှာမူတည်လဲဆိုတော့ဆရာတို့ဒီအချောင်းနှစ်ချောင်းကြားထဲမှာရှိတဲ့ wavelength ကိုခေါ်လဲ line layer ဟုတ်ပြီနော်အဲ့ဒီ line layer နဲ့သူကနောက်တစ်ခု the size of the aperture အပေါက်ကအကျယ်ပေါ်မှာမူတည်တယ် line layer နဲ့အပေါက်ကအကျယ်နဲ့သူကဒီ relative ပေါ့ဆက်သွယ်ချက်ပေါ်မှာမူတည်တယ်ဟုတ်ပြီနော်ဆိုလိုချင်တာကဒီ line layer ဒီအပေါက်ကျယ်ရဲ့ဘယ်နှဆလဲပေါ့ဟုတ်ပြီနော်အခုဒီမှာဆိုရင်ဆိုတော့ဒီအပေါက်ကစုစုပေါင်းဒီကြားထဲမှာရှိတဲ့အကွာဝေးက3ဆလောက်ကိုပို့ပြီးတော့ကျယ်တယ်ဒီသဘောကိုပြောတာဒီကနေပြီးတော့ဒီထိတိုင်းထားတဲ့အကွာဝေးလေးဒီအချောင်းလေးနှစ်ချောင်းကြားထဲမှာရှိတဲ့အကွာဝေးနဲ့ဘယ်နှဆကွာလဲပုံမှာမူတည်ပြီးတော့ shadow region စီကိုဆိုတော့အလင်း line ဘယ်လောက်ပမာဏကွေးွားလဲဆိုတာကိုပြောတာဒါကြောင့်ဆိုတော့ if the aperture is much larger than the wavelength အခုလိုမျိုးဆိုတော့ဒီအပေါက်က wavelength တက်တော်တော်များများကျယ်နေတယ်ဆိုရင် the bending will almost be unnoticeable အပေါက်ကဆိုတော့ wavelength တက်အလွန်ကျယ်နေတယ်ဆိုရင်တော့ unnoticeable ဆိုတာဆိုတော့တိတ်မသိတာဘူးလို့ပြောတာဟုတ်ပြီနော်အခုလိုမျိုးပေါ့ဒါက lambda ဆိုတာကဒီကြားထဲမှာရှိတယ်ဆိုတော့ line layer လေးအဲ့ lambda ကဒီမှာရှိတဲ့ဆိုတော့ဒီအပေါက်ကဒီအကျယ်ဒီနဲ့နှိုင်းရှင်တော်တော်သေးနေတာကိုတွေ့ရတယ်ဘာလို့တော်တော်သေးလဲဆိုတော့ဒီကြားထဲမှာတစ်ချောင်းနဲ့တစ်ချောင်းကြားထဲမှာရှိတဲ့အကွာဝေးနဲ့ဒီအပေါက်ဟိုဘက်အပေါ်နဲ့အောက်နဲ့ကြားထဲမှာရှိတဲ့အကွာဝေးကနှိုင်းရှင်ကြည့်မယ်ဆိုရင်3ဆကျော်လောက်ရှိလိမ့်မယ်ဒါဆိုရင်တော်တော်သေးတယ်လို့ဆိုတော့ပြောတာအဲ့လိုအခြေအနေမျိုးဆိုရင်တော့ဆိုတော့အလင်း line ကကွေးသွားတယ်လို့သိပြီးတော့ဆိုတော့မသိတာဒီတက်နေတဲ့ပူကျယ်သွားရင်အားလုံးကမသိရင်အဖြောင်တိုင်းသွားနေတယ်လို့ပဲအခုဒီလိုပုံစံမျိုးပေါ့
အဖြောင်တိုင်းသွားနေတယ်ပဲဒါပေမဲ့သိပြီးတော့မသိတာဘယ်လိုချင်းဒီမှာသိတာလဲဆိုတော့ lambda ကဂျားထဲမှာရှိတဲ့အပေါက်ကဲဆိုတော့အကျယ်ထက်ပိုကြီးသွားတဲ့အခါအပေါက်ကျယ်ဆိုတာဒီကောင်လေးကိုပြောတာအဲ့ဒီကောင်လေးဒီဆိုတော့ lambda ကအခုလောလောဆယ်မှာဆိုရင် lambda ဒီအချောင်းနှစ်ချောင်းကြားထဲမှာရှိတဲ့အကွာဝေးသည်ဒီအပေါက်ကဲအကျယ်ထက်ပိုပြီးတော့ကြီးတယ်ပိုကြီးတဲ့ခါမှာတော့ဆိုတော့အခုလိုမျိုးတိတိတတ်တာ line တွေကွေးသွားတာကိုတွေ့ရလိမ့်မယ်ဒါကြောင့်ဆိုတော့ဘလောက်ပမာဏအမောင်ကွေးနိုင်မလဲဆိုတာဒီ lambda နဲ့ဒီဘလောက်ဆက်သွယ်ထားလဲဘယ်နှဆရှိလဲဘယ်သူကကြီးလဲဘယ်သူကငယ်လဲပေါ်မှာမူတည်တယ်ဆိုတာကိုပြောပြတာဖြစ်တယ်တကယ်လို့ဆိုတော့အပေါက်ကလှိုင်းလျက်တဲ့အရန်ကျယ်သွားတယ်ဆိုရင်တော့အလင်းလှိုင်းကကွေးတော့ကွေးတယ်ဒါပေမဲ့ unnoticeable ဆိုတာကသတိထားမိမှာမဟုတ်ဒါကတော့ diffraction နဲ့ပတ်သက်တဲ့ introduction အပိုင်းလေးကိုရှင်းပြပေးတာဖြစ်တယ်နောက်တဲ့ဗီဒီယိုမှာတော့ဆိုတော့သူ့ရဲ့အသေးစိတ်တစ်ချက်ချင်းစီစပြီးတော့လေ့လာမယ်အားလုံးကျေးဇူးတင်ပါတယ်